စာလာတယ်ပြုတ်ကျမအစမြင့်စားတော့ဆိုင်တစ်ခုမှာဇွဲတို့ဖြင့်အမနေ့ကအလုပ်ဆင်းနေခဲ့တာပါ။တခြားနေ့တွေလိုပဲပုံမှန်ညတညလို့ထင်ခဲ့မိပါတယ်။အဲ့ဒီချိန်မှာချမ်းသာကြွယ်ဝတဲ့လူငယ်တစ်ယောက်ဟာတငယ်ချင်းများနဲ့အဖွဲ့လိုက်ဆိုင်ထဲကိုဝင်လာပါတယ်။ဝင်လာကြတဲ့ကတူတန်ကအစွန်ညံသမီးမမောက်မမနဲ့ဆိုင်ကိုတူပိုင်တလိုမျိုးအော်ဟစ်ပြီးပြောဆိုနေခဲ့တာပါ။ကျမကိုမမြင်ချင်အောင်မကြားချင်အောင်ဆောင်လိုက်ဒါနဲ့လို့ပဲဒီလိုစိမရှိကမ်းမရှိအဲ့တဲ့မျိုးကိုအရင်ကလည်းကြုံမှုနေတာပဲလို့စိတ်ထဲမှာပြောနေလိုက်ပါတယ်။ထို့နောက်သူတို့စပွဲစီတို့ခြောက်သွားခဲ့ပါတယ်။ဒါပေမဲ့ကျမကိုစိတ်ချုပ်သွားစေတဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်။တယောက်တစ်ပေါက်မှနေတော့အော်ရာကိုကျမစိတ်ချလက်ချစောင့်ယူပြီးလက်ထွက်သွားတော့မှပဲကျမနောက်ဖက်ကနေတစ်ခုခုလာထိသွားတယ်လို့ရုပ်တရက်ခံစားလိုက်ရပါတယ်။အစတုန်းကတော့မတော်တဆတစ်ခုခုနဲ့တိုက်မိတာများလားလို့ထင်မိပါတယ်။ဒါပေမဲ့လက်ကြည့်လိုက်တဲ့အခါမှာကျမမြင်လိုက်ရတာကတူလက်ပါ။ကျမကိုတမင်တကာလာထိခဲ့တဲ့တူရဲ့လက်ပေါ့။လက်လို့တိလိုက်ရတဲ့အချိန်မှာဒီကုလုံးအိတ်ဆက်သွားပါတယ်။ရင်ထဲမှာမခံမရနိုင်အောင်ချွေရမှုတွေဒေါသတွေနဲ့ပြည့်နေသွားပါတယ်။ဒီအဖြစ်အပျက်ကိုနားမထိုင်နေခဲ့တဲ့တူတငယ်ချင်းတွေကလည်းတတိထားမိခဲ့ကြပါတယ်။မတားဆီးကြတဲ့ပြင်သူတို့ကရေစရာလိုတော့လုပ်နေကြပါသေးတယ်။သူတို့ရဲ့ရေတံတွေကကျမရဲ့အချက်နဲ့တိတ်ခါကိုလောင်ပြောင်နေတယ်လို့ပါပဲ။မြင့်ရည်တွေဘာပြင်ပေါ်တို့စီးစက်လာပေမဲ့ဒါဟာဝမ်းနဲ့လို့ကြားတဲ့မြင့်ရည်မျိုးမဟုတ်ပါဘူး။ကျမရဲ့ဂုံတိတ်ခါကိုနင်းချလိုက်တဲ့သူတို့ရဲ့လှုပ်ရက်ပေါ်မုံတီဒေါသထွက်လို့ကြားလာတဲ့မြင့်ရည်တွေဖြစ်ပါတယ်။ဒါပေမဲ့အော်ဒါဆိုင်ရွက်ကိုစပိုဆောင်တို့ယူသွားပေးတာကလွဲလို့ကျမဘာမှမတတ်နိုင်ခဲ့ပါဘူး။ဆိုင်ချင်းကကျမငိုနေတာကိုမြင်ပြီးတားလိုက်ပါတယ်။ကျမကငိုနေရင်းနဲ့ဖြစ်ဖြစ်သမျှအကြောင်းအရာအားလုံးကိုပြောပြလိုက်ပါတယ်။ကျမထိပါခံရမှုအတွက်တူကယူဆိုင်တာမဟုတ်ဘူးလို့ကျမယုံကြည်နေခဲ့တယ်။ဘာလို့လဲဆိုတော့အော်ဒါကဒေါ်လာ4000ကျော်တန်တယ်လေ။များတော့အဖြစ်တော့ပတ်စံကလူတိတ်ခါထဲပိုရရောက်တာကိုဆိုင်ချင်းကစပိုမှုကိုတို့မှလိုက်တဲ့အစားတောက်တွေဆက်ပြီးပြင်ခိုင်းလိုက်ပါတယ်။အားလုံးစင်တင်ဖြစ်တဲ့အခါသူကကျမကိုအဲ့ဒီစပွဲစီမတော်ခိုင်းတော့ပါဘူး။အခြားဝန်ထမ်းတယောက်ကိုပဲတွားချပေးခိုင်းခဲ့ပါတယ်။သူနဲ့တူတငယ်ချင်းတွေဆိုင်ထဲမှာဆူဆူညံ့ညံ့ရီမောနေခဲ့ကြပြီးမြဲတာဝန်ကျရဲဝင်သားနေတို့စပွဲစီရောက်လာတာကိုမြင်လိုက်ရတဲ့အခါသူတို့ရဲ့ရည်တံတွေတဖြည်းဖြည်းတိုးသွားခဲ့ကြပါတယ်။ကျမရဲ့တတိကတာဝန်ရှိသူတွေကိုဖုံးဆက်ခေါ်ခဲ့တာပါ။အဲ့ဒီနေရာမှာပဲလူတိုင်းချင်းမှာတို့ကိုဖမ်းဆီးခဲ့ပါတယ်။ဆိုင်ချင်းဖြစ်သူကလည်း CCTV မှတ်တမ်းအားပေးအပ်ခဲ့ပါတယ်။စကန်တို့ခုံမတော်မီငွေရှင်းဖို့လည်းအတင်းကျပ်ခိုင်းခဲ့ပါတယ်။ဒေါ်လာ4600ကိုငွေသားနဲ့တို့ချင်းခဲ့ရပါတယ်။ဆိုင်ချင်းကဒေါ်လာ4600လုံးကိုကျမလက်ထဲကိုထည့်လိုက်ပါတယ်။ထို့နောက်ညင်သာစွာနဲ့ဒီပတ်စံတွေအားလုံးတမိယူလိုက်ပါပြီးတော့မနေ့ပြင်တရက်လဲခွင့်ယူပြီးနားလိုက်ပါအောင်လို့ပြောခဲ့ပါတယ်။ကျမရဲ့တတိကကျမကိုနောက်တစ်ချိန်မြေကြီးကျစီခဲ့တဲ့အရာတစ်ခုကိုပြုတ်လုခဲ့တာပါ။ဒီတစ်ခါကြားတဲ့မြေကြီးကအလွန်အံ့အားသင့်ပြီးကျေးဇူးတင်လို့ကြားတဲ့မြေကြီးပါ။ဘယ်နေရာမှာပဲဖြစ်ဖြစ်ကာကွယ်ဆောင်ချောက်ပေးတတ်တဲ့ဥဆောင်သူတွေလိုအပ်ပါတယ်။ငွေချစ်တန်ဖိုးထက်လူတစ်ယောက်ရဲ့တန်ဖိုးကိုဦးစားပေးတတ်တဲ့လူတွေလည်းလိုအပ်ပါတယ်။ဆရာဦးခင်စောရဲ့ဘာသာပြန်ဇာတ်လမ်းတိုလေးကို Starlight မှလေးစားစွာပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ရှင်။ကျေးဇူးတော်တယောက်ချင်းစီကိုကျေးဇူးများတင်ပါတယ်ရှင်။